Okay FF မြန်မာကျွန်တော်တို့ပါကစ္စတန်ကျွန်တော် VN လေးသိမ်းမြ Okay စမိုင်းရဲ့ကျွန်တော်တို့ grenade ပစ်ချထားပြီးနောက်မှာတော့ကျွန်တော်တို့ player တယောက်ကစတင်ပြီးတော့နောက်နေခဲ့ပြီးမာ Q ရဲ့ကားကိုလိုက်လိုက်ပြီးပစ်ခတ်နေခဲ့နောက်မှာတော့ IQ ပြပါတလေးဖြစ်သားရင်းနဲ့ကားပေါ်နေပြုတ်ကြပြီးတော့သူကနော်ဝါခဲ့ပြီး flag အကြီးကျန်နေပြီ flag ရဲ့ position မြင်သွားခဲ့နောက်မှာ mana point နော်ဝါခဲ့အဲ့နောက်မှာ cover fire ပေးနေရင်းနဲ့ပဲပါကစ္စတန်အသေးဖြစ်တဲ့40တသေးလုံး eliminate ဖြစ်သွားခဲ့နောက်မှာတော့ top 3D ကိုပါလာခဲ့ပြီးဒီဘက်ထဲမှာနော်သွားခဲ့မာနက်ကိုကျွန်တော်တို့ Okay ပြန်ပြီးတော့စိတ်ကလောက်ခက်မြန်လေးပဲပြန်ပြီးတော့ကဲနေပေးနေရင်းနဲ့ပဲနောက်ထပ်ကျွန်တော်တို့ဒါ Okay ဇုံအဆက်လေးတော့ရှိနေတော့ပဲဗျဇုံကတော့ပါနေတော့ပဲရောက်ရင်ဇုံကတော့ပါနေတော့ပဲတားကြီးတို့ဇုံကတော့နည်းနည်းလေးကပ်ပါနေတော့ပဲတယောက်ကြီးချက်သားဖြစ်သွားနိုင်တယ်နော် Okay တော့တော်တော်လေးကိုကျွန်တော်တို့ရှင်းကုန်းစိတ်လို့ရှားဖို့ကောင်းနေခဲ့တဲ့အခိုက်အတန့်ဖြစ်ပါတယ်တော့ day 1မှာပြသခဲ့တဲ့ performance တွေကို day 2မှာလည်းဆက်လက်ပြီးတော့မြန်မာအသင်းအနေနဲ့ကျွန်တော်တို့ထိမ့်သိမ်းထိုင်းနေပဲလက်ရှိပွဲမှာလည်း winner chicken dinner ရဖို့အတွက်ကိုတော့ဖော်ဆောင်နေခဲ့ပြီလားဆိုတာကတော့စောင့်ကြည့်ရမယ် 10 secret player 2ယောက် Okay FF Turkey တင် player 2ယောက်တူတူပဲကြံနေဗျမြန်မာအသင်းက 4 man alive Oh my god 6ထွက်6ပြစ်မှာလားနည်းလေးတတိထား Romeo boy အငင်းလေးပဲ4တိုင်းလေးနဲ့ပဲကောက်ခွဲဖို့ကြိုးစားနေခဲ့တယ်ကောက်မရှိတော့ခဲ့နောက်မှာမာနက်က damage တစ်ချက် one hit မြင်သွားခဲ့နောက်မှာ10 secret player ထပ်ပြီးတော့ Nova ခဲပြန်ပြီးတကယ်ကိုကျွန်တော်တို့ round 2 Iran ရဲ့ပွဲစဉ်မှာတော့ winner chicken dinner ကိုမြန်မာအသင်း YG ရန်ကုန် Gladiator ကိုတိမ့်ပိုက်သွားခဲ့တော့မှာလားတကယ်လို့သာချက်သားရသွားခဲ့မယ်ဆိုရင်21မှတ်ပေါင်းမှာနော်21မှတ်ပေါင်းမှာ come on သားယိုလမလေးတဲလေး reaction လေးနှိပ်ပြီးအားပေးကြအောင် Frankie ရဲ့ position ကိုမြင်သွားခဲ့နောက်မှာကားနဲ့ပဲတက်ပဲ push ပေးတယ်နောက်မှာနောက်ကနေထောက်ပေးထားခဲ့10 secret ကိုတော့ခက်မြန်လေးဖြတ်ပေးထားခဲ့နောက်မှာ solo ကျန်တဲ့ Frankie ကျွန်တော်တို့ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ Solas Okay player 2ယောက်ကြံမယ်အသင်းကိုတော့ခက်မြန်လေးဖြတ်ပြီးသွားပြီနောက်တဲ့အသင်းပဲကြံမယ် Okay last but တဲ့အနေထားဖြစ်ပါတယ်ဗျ4 vs 2 come on နည်းနည်းလေးယုံလိုက်တော့ Okay တော်တော်လေးကိုတန်သွားပြီသားရီတို့ဒီပွဲကတော့နော်တော်တော်လေးကိုတန်သွားပြီကဲ road to 50k လေးလောက်ပါအောင် come on road to 50k come on YouTube မှာ 50k လေးပြည့်သွားတော့ share လေးနဲ့ဝင်ရပေးပါအောင်သားရီတို့တက်သားတော့ချင်းသေးသွားပါပြီအယောင်ကြီး 30k တော့ဖြစ်သွားပြီဗျာနော်ဒီပုံစံတိုင်းဆို chicken တော့ရပြီ so last ဇုံကတော့ချင်းနေခဲ့ပြီးဇုံနာခံတိုင်းနဲ့ပဲနည်းနည်းလေးစိတ်ရှိနဲ့ပဲစောင့်ကြည့်နေခဲ့တယ်တစ်ဖက်ကကျွန်တော်တို့ Turkey player တွေလှုပ်လို့မရအောင်လို့ YG တွေထိန်းထားနိုင်ခဲ့ပြီ K-Boy မပေးတော့ဘူးရောက်ရင် K-Boy မပေးဘူး chicken ပဲယူသွား K-Boy နံပါတ်မပေးတော့ဘူးသားကြီးတို့မြင်လိုက်လားတူရကီက player K-Boy မပေးဘူးနော်ဇုံနဲ့အသေးခံသွားရောက်ရင် wow ရောက်ရင်တကယ်ကြီးကိုရောက်ရင် on fire ဖြစ်နေခဲ့တဲ့မြန်မာအသင်းရောက်ပြီ round 2မှာ chicken ထပ်ယူလိုက်ပြီရောက်ရင်19မှလားမသိဘူး